ညီမလေးအော်ခင်နေဆိုညီမလေးလားညီမလေးမွေးလေးကိတ်ကြလေမန်းလေးကနေပါလိုက်တာခုမစိုက်တာဟိုကဒီမှာပဲခင်နေဆိုညီမလေးမန်းကိုမတီးတာအမဟုတ်တယ်မန်းလေးကနေပါခဲ့တာတဲ့ညီမလေးတို့ပန်းစည်းလေးနဲ့ကိတ်လေးနဲ့ဟုတ်ပါဘူးဟုတ်တယ်ညီမလေးပန်းစည်းလေးပဲကင်လိုက်မယ်ပန်းစည်းလေးသမီးဒီမှာမမေကိုပါပန်းစည်းတဲ့ဘလူဖို့ဝိုင်းလာတယ်မသိဘူးမဖြစ်သလားရှိနေပြီမရှိပါဘူးမရှိဒီနောက်မှပဲထွက်လိုက်မယ်ညီမလေးဘာလို့လဲဆိုတော့စာဖတ်ပြန်ဖြူးသလားကြာမှဆိုလို့ညီမလေးကိတ်လေးကိုကင်လို့အဆင်ပြေလားညီမလေးဟာပန်းရောင်ကြိုက်တာလားမသိပန်းရောင်လေးပဲပို့ပေးလိုက်တာအခုမှမန်လေးကနေလာတာကိတ်လေးကလည်းသူကမန်လေးရပဲကြိုက်တာတဲ့ဟုတ်လားဟုတ်ပါဘူးသူပဲပြေးတာသူမရှိရုပ်ကရှိနေဟုတ်ပါဘူးညီမလေးအစာလေးဖတ်ပြမယ်သိချင်ပြီလားဘယ်လိုထင်တာလဲကိုလို့ပဲထင်တာလားဟုတ်ဘူးသိလားကိုမဟုတ်ဘူးတငယ်ချင်းနေမှာတငယ်ချင်းရှိလားမန်းလေးမှာတငယ်ချင်းမရှိဘူးသူပဲရှိရလားသူပဲရှိမွေးနေ့လက်ဆောင်မပေးသေးဘူးလားမပေးသေးဘူးမပေးသေးဘူးလားပတ်စံမရှိဘူးပတ်စံမရှိဘူးတဲ့အဲ့ဒါခုပန်းစည်းရအောင်ဘယ်လိုလုပ်ကြမလဲသူပဲပေးတာပဲโอเคပါညီမလေးမဆာလေးဖတ်ပြမယ်နော်ညီမလေးကတော့ဖြူသနာလို့ပဲထင်တာပါနော်Happiness စာရဖတ်မှာကုန်ပြီ Happy 25th birthday ပါမိမကြီးတဲ့ဒီနေ့တဲ့မင်းရဲ့25နှစ်ပြည့်မွေးနေ့လေးမှာတဲ့ငွေသားပန်းစည်းလေးနဲ့ကိတ်လေးကငါ့ရဲ့ချစ်ချင်းမေတ္တာနဲ့အမတ်တရားလေးတစ်ခုပါပဲနော်တဲ့ငါတို့နှစ်ယောက်လက်တွဲလာတာဆိုရင်ဒီနေ့နဲ့ဆိုရင်6နှစ်တောင်ပြည့်ခဲ့ပြီတဲ့အခက်ခဲတွေပျော်ရွှင်မှုတွေကိုအတူဖြတ်တန်းရင်းနဲ့ငါ့ရဲ့ဘေးမှာအမြဲရှိနေပြီးခဲ့တဲ့မင်းကိုကျေးဇူးတင်ပါတယ်တဲ့အခုချိန်ဒီမင်းကိုထိုက်တန်တဲ့ဘဝတစ်ခုကိုပိုင်အိမ်လေးတစ်လုံးမပေးနိုင်တဲ့အတွက်ငါတကယ်ကိုအားနာမိပါတယ်တဲ့ဒါပေမဲ့ငါလက်မလျှော့ဘူးတဲ့မင်းအမြဲအိမ်မက်နေတဲ့ကိုပိုင်အိမ်လေးကိုအမြန်ဆုံးစောက်ပေးနိုင်အောင်အစွမ်းကုန်ကြိုးစားပါမယ်လို့မင်းရဲ့မွေးနေ့လေးမှာကိုဂရိပေးပါရဲ့နော်တဲ့မင်းရဲ့ပြုံးကိုတဲ့အမြဲမြင်ခြင်းနဲ့မင်းရဲ့ပျော်ရွှင်မှုကငါဘဝရဲ့အကြီးမားဆုံးပန်းတိုင်လေးတစ်ခုပါတဲ့မွေးနေ့မှာစပြီးတော့နောက်နှစ်ပေါင်းများစွာအထိကျမ်းမာပျော်ရွှင်ပြီးတော့ငါနဲ့သူလက်တွဲလျှောက်လန်းနိုင်ပါစေတဲ့ I love you too တဲ့ tomorrow and always တဲ့ဒီမလေးရဲ့ချစ်ဆုံးကိုကွာနေလို့လုပ်ပြလိုက်တာအမတ်တရားအနေနဲ့မွေးနေ့ကြော်သွားလို့ကြော်သွားပြီမဲ့မွေးနေ့ကြော်သွားတာကိုသူက surprise ဖြစ်စေချင်တာပြင်မလားမွေးနေ့တုန်းကမလုပ်ပေးပါညာပေါ့အခုကတော့ဒီမလေးမွေးနေ့ပြီးမှပဲလုပ်ပြလိုက်တာတဲ့လုံငယ်နေလောက်ကမွေးနေ့ပြီးသွားလားဟုတ်လားမွေးနေ့ကိတ်လေးနဲ့သမီးပတ်စံပန်းစီတောင်းလာအောင်လောက်မေးစီဒီမလေးအနေနဲ့ရောအခုလိုလုပ်ပြီးရဲ့ဒီမလေးအမျိုးသားလေးကိုပေါ့လေ